စာပင်းဆိုတဲ့အကြောင်းအရာများစွာထဲမှာလူတွေအမေးများတဲ့ comment တစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ TMO စာပေ engineering မှာကိုစော်လင်းအောင်ဖြစ်ပါတယ်ခင်ဗျာခုလက်ရှိတွေ့မိနေတာလာတော့ကျွန်တော်တို့ batch 50စာပေ training တင်တဲ့ကြောင်းဖြစ်ပါတယ်ခင်ဗျာတင်တဲ့ပေးနေတာဖြစ်ပါတယ်topographic စာပေဆိုတာကတော့ကျွန်တော်လုပ်ငန်းစဉ်ရဲ့လိုအပ်ချက်အရာပေါ့နော် boundary စာပေ leveling စာပေဒီအနေမင်းစာပေတွေကိုသူသိရှိနိုင်တဲ့အတွက်ကနဦးဆိုတာပြည်ပြင်ကိုသွားပြီးတော့ on site ပြည်စာပေအနေနဲ့တော့ကြည့်ရမှာဖြစ်ပါတယ်။လက်ဖက်နှိကကြတော့မြေပြင်ရဲ့အနေအမြင့်ကိုသိရှိဖို့အတွက်မြေပြင်ပေါ်မှာရှိတဲ့အဓိကလက္ခဏာအရာဝတ္ထုတွေကိုပါဝင်တဲ့အချက်လက်တွေပါနိုင်ဖို့အတွက်ပုံတုံမှုပတ်မှာနေပြီးတော့ပုံဆွဲပြီးတော့လုပ်ပြရတဲ့လုပ်ငန်းစဉ်ဖြစ်ပါလေခင်ဗျ။ဒီအကြောင်းအရာလေးကတော့ TMO engineering survey training မှာစာသေးတဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။စိတ်ဝင်စားရင်ဆိုရင်တော့သူများကို431ကိုသူများ3ခုချစ်တို့ဆက်သွယ်ရင်းနဲ့တက်ရောက်နိုင်ပါတယ်ခင်ဗျ။ညီသူမဆိုကြောက်ကြလင်းမင်းကလေးများအကုန်တက်ရောက်နိုင်ပါတယ်။နောက်ဗီဒီယိုမှာကြတော့